ကိုခမရတို့ဗမာပြည်မှာကြတော့နတ်တင်လို့စီးပွားဖြစ်လာတယ်ဆိုတာဖြစ်နိုင်လားရရချီလို့အယောင်းဝယ်ကောင်းလာတယ်ဟုတ်ကလားဩကျုပ်တို့လိုဘုန်းကြီးတွေရှိကြရင်မဟုတ်ပါဘူးဒါပေမဲ့ဈေးရောက်မကောင်းရင်တော့ဗေဒင်လေးပြေးမိလိုက်ခြင်းတယ်ဟမ်တရတဆင်လေးလှုပ်လိုက်ခြင်းသေးတယ်ဟုံနူနူတော့ပါလားအကျင့်မားတွေမှာအကျမ်းစားတွေရှိတယ်လို့အနုစားအလွဲတွေလည်းတပုံကြီးပဲကိုဘုရားတကယ်စင်ကြယ်ကြောင်းအကျင့်တိုးတက်ကြောင်းအကျင့်မြင့်မြတ်ကြောင်းအကျင့်သည်သီလသမารိပညာကဉ္ဉံဝရိယအပြင်တခြားဘာမှမရှိဘူးဘယ်သူကမှမတတ်နိုင်ဘူးဖန်ဆင်းရှင်မရှိဘူးကဲတင်ရှင်မရှိဘူးတကိုးရှင်မရှိဘူးနားလည်လားတကိုးမှာ6ပါးနော်ဒိဗ္ဗစကုဒိဗ္ဗသောတာအိဒီဝိရိယစေတောပရိယပုပ္ပိနိဝါဒဟုတ်တယ်အဲ့ဒါဘယ်သူအတွက်ဆိုအဲ့ဒီတကိုးရှင်အတွက်ပဲကျန်တဲ့လူလည်းမဆိုင်ဘူးကျန်တဲ့လူအတွက်ကမျက်လက်ပြတယ်လို့ပဲအဲ့တော့ဘယ်သူကိုဘယ်သူအားကိုးအောင်အဲ့တော့အကျင့်မှားသီလစင်ကြယ်ကြောင်းအကျင့်ဘုရားရှင်ရဲ့အဆုံးအမအသေးအချာပြည့်ပြည့်စုံစုံရှိမရှိတမာရိတည်ကြည်ကြောင်းအကျင့်ကိုရှိပြီးသားပထမဇန်ဒုတိယဇန်တတိယဇန်ရူပဝဆရဇန်အရူပဝဆရဇန်အဘိညာဉ်ဒီထိတ်တန်းထိအမြင့်ဆုံးအဘိညာဉ်ထိအောက်တန်းစားပထမဇန်ကနေပြီးတော့အထက်တန်းစားအရူပဇန်တွေအထိပွားများနည်းရှုမှတ်နည်းအထုတ်နည်းကံထမ်းပေါင်းစုံပြီးခဲ့ပြီးသားအဲ့ဒီမြတ်စွာဘုရားအဆုံးအမလမ်းစဉ်ကလွဲရင်ကျန်တဲ့လမ်းသည်အကျင့်မှန်တစ်ခုမှမရှိဘူး